ဒီနေ့မှာတော့ teacher unit 49ကိုရှင်းပြပေးပါမယ် unit 49ကတော့ do you know where ဆိုတဲ့မေးခွန်းနဲ့ I don't know what ဆိုပြီးတော့ကိုဖြေခြင်းတဲ့အကြောင်းအရာလေးကိုထည့်ရမယ်အကြောင်းဖြစ်ပါတယ်အဲ့တော့ teacher တို့တွေကမေးခွန်းတစ်ခုမေးကြတယ်ဘယ်လိုမေးတာလဲဆိုတော့ where is Paula နော် who are those people how old is Nicola what time is it ဒီလိုမေးခွန်းတွေမေးတယ်အဲ့တော့ဒီလို do you know လို့ဘာလို့ထည့်ပြီးမေးရင်ကြတော့ဒီခုနတချို့မေးလိုက်တဲ့မေးခွန်းပုံစံလေးတွေက verb to be ကနေရာပြောင်းသွားမှလေးတွေရှိတယ်အဲ့တော့ဘာဖြစ်လို့နေရာပြောင်းတာလဲဆိုတော့ဥပမာတစ်ချက်ပြောပြမယ်အခုဒီမှာ where is Paula Paula ကဘယ်မှာလဲပေါ့နော်ဒီမှာ is က Paula ရဲ့အရှိမရှိနေရမယ်ဒါမေးခွန်းဖြစ်လို့ပါ Paula ကဘယ်မှာလဲနော်အဲ့တော့ do you know ကိုထည့်လိုက်မယ်ဆို do you know ကလည်းမေးခွန်းပဲသင်သိလားအဲ့လိုဆိုတော့သင်သိလားလို့မေးပြီးတော့ do you know ရဲ့အနောက်မှာဆိုလို့ရှိရင် where is Paula လို့လိုက်လို့မရတော့ do you know where Paula is verb to be က Paula ရဲ့အနောက်ကိုရောက်သွားမယ်ဒီမှာ तू ကဂွင်းနဲ့ပေးထားတယ် do you know where is Paula လို့ not do you know where is Paula ဒီလိုမျိုးရေးလို့မရပါဘူးတဲ့ do you know where is Paula လို့ရေးလို့မရအောင်ဘာလို့လဲဆိုတော့မေးခွန်းနှစ်ခုထပ်တဲ့ပုံစံမျိုးဖြစ်သွားမှာเนาะမေးခွန်းနှစ်ခုထွက်တဲ့ပုံစံမျိုးဖြစ်သွားမှာမလို့ပါအဲ့တော့ do you know where Paula is လို့ပဲပြောလို့ရတယ်အတူတူပဲเนาะ how old is Nicola ဆိုရင် Nicola ကအသက်ဘယ်လောက်လဲเนาะ do you know လို့တက်လိုက်မယ်ဆိုရင် do you know ကိုရှေ့ကထားလိုက်မယ်ဆိုရင် do you know ဆိုတာလဲသင်သိလားဆိုတဲ့မေးခွန်း how old is Nicola ဆိုတာလဲ Nicola အသက်ကဘယ်လောက်လဲလို့မေးတာအဲ့တော့မေးခွန်းနှစ်ခုထွက်သွားမဲ့ပုံစံဖြစ်တယ်ဒါကြောင့်မလို့ is က verb to be ဖြစ်တဲ့ is က Nicola ရဲ့အနောက်ကိုရောက်မယ် do you know how old Nicola is အဲ့လိုပဲ what time is it ဆိုလို့ရှိရင်လဲ do you know what time it is လို့မေးရမယ်နော်အဲ့တော့ဒါဒီ do you know ထည့်လိုက်မယ်ဆိုလို့ရှိရင်တည်သွားရင်နော်ဒီလိုရေးမေးပေးရမယ်ဆိုတာနောက်တစ်ခုက question with do does did ဒီ do does did နဲ့ question ပြုလုပ်မယ်ဆိုလို့ရှိရင်လဲ present simple နဲ့ past simple ပေါ့နော်ဒီလိုမျိုးဆိုရင်လဲ where does he live ဒီလိုမေးတယ်မလားအဲ့တော့ do you know ထည့်လိုက်မယ်ဆိုရင် do you know ဆိုပြီးတော့ does ကိုဖြုတ်ပလိုက်ရမယ်အနောက်က does ကိုဖြုတ်ပလိုက်ရမယ် live အတွက်သုံးထားတဲ့ does ကိုဖြုတ်ပလိုက်ရမယ်ပေါ့နော်အဲ့တော့ he ဖြစ်လို့ live က s ပြန်ပေါင်းရမယ်နော်အဲ့တော့ do you know where he lives နော်သူဘယ်မှာနေတာလဲသူနေတဲ့နေရာမင်းသိလားပေါ့နော်အဲ့တော့ဒါ do does this နဲ့ဆိုလို့ရှိရင်လေအဲ့ဒီအရာလေးတွေကိုပြန်ဖြုတ်ပေးရတာရှိပါတယ်အောက်ကကျတော့ questions beginning is do can is တွေ do တွေ can နေနဲ့ပေါ့နော်အရှင်းဆုံးပြောရမယ်ဆိုလို့ရှိရင် auxiliary verb နဲ့မေးခွန်းပြုလုပ်တယ်ဆိုတာက yes no question တွေပါဒီမှာသူပေးထားတယ် yes no questions အဲ့ဒါလာမေးခွန်းတွေပေါ့နော်လာနင်း coffee ကြိုက်သလားလက်ဖေးကြိုက်သလားနင်းဒီမှာနေတာလားနော်နင်ကအကြောင်းသားလားစသဖြင့်ဒါတွေကိုမေးတဲ့နေရာမှာဆိုလို့ရှိရင်ဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးပြန်ဖြေရတာပဲလေပြီးကြမှာကိုက reason လုပ်ချင်တယ်ဆိုရင် reason ပြောချင်တယ်ကိုပြောချင်တဲ့အကြောင်းအရာလေးတွေကိုအဲ့ဒီ yes no ရဲ့နောက်ကနေမှဆက်ထည့်သွားရမှာပဲဖြစ်တယ်နော်ဒါကြောင့်မလို့ဒါကို yes no questions လို့ခေါ်တယ်အဲ့ဒီမှာ is Jack at home Jack ကအိမ်မှာလားအဲ့တော့ do you know နဲ့ထည့်မယ်ဆိုလို့ရှိရင်do you know Jack is at home ဖြစ်သွားမယ်เนาะ do you know ထည့်လိုက်မယ်ဆိုလို့ရှိရင် Jack ရဲ့အရှိမ verb to be is လိုက်လို့မရတော့ဘူး Jack ရဲ့အနောက်ကပဲ is ကလိုက်လို့ရမယ် Jack is at home ဆိုမှမှန်တာပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာနောက်တစ်ခုပြောချင်တာက you can use သင်ကအသုံးပြုလို့ရပါတယ် if or whether ရဲ့နေရာမှာ if ကိုသုံးလို့ရတယ်เนาะသူတို့နှစ်ယောက်ကဒီနေရာမှာကျတော့ဒီ sentence တွေမှာသုံးတဲ့ချိန်မှာသူတို့ကအဓိပ္ပာယ်တူတဲ့အကြောင်းအရာတွေထွက်တယ်ပေါ့နော်အဓိပ္ပာယ်တူတယ်သူတို့အတူတူသုံးလို့ရတယ်သူတို့သုံးလို့ရတယ်ဆိုတာ if နေရာမှာ whether သုံးလို့ရတယ် whether နေရာမှာ if သုံးလို့ရတယ်เนาะဒီ sentence တွေကိုသုံးတဲ့အချိန်မှာwhether ဆိုတာကတော့တစ်ခုမဟုတ်တစ်ခုပေါ့ဟုတ်သလားမဟုတ်ဘူးလားရှိသလားမရှိဘူးလားဒီလိုမျိုးကိုပြောတာဖြစ်ပါတယ်เนาะအဲ့တော့ exercise ကိုလေ့ကျင့်ခန်းပေါ့ကိုကတော့လေ့ကျင့်ခန်းလုပ်ရလေ့ကျင့်ခန်းများများလုပ်ရမယ်လေ့ကျင့်ခန်းများများလုပ်မှာကိုကပိုင်နိုင်ရမှာပဲဖြစ်ပါတယ်เนาะလေ့ကျင့်ခန်းများများလုပ်ဖို့တော့ဒီစရာတိုက်တွန်းချင်ပါတယ်ကဲအခု unit 49.1ဒါဆိုရင်ဒီချက်အဖြေလေးတွေပဲအရင်ပြောပြလိုက်မယ်နော် 49.1
အဲ့ဆိုရင်အရင်ဆုံးအဖြေတွေကိုအရင်ပြောပြပေးလိုက်မယ်example တွေကိုကြောက်ခဲ့မယ်နော်အဲ့တော့ 49.1 ရဲ့ 2 မှာရေးပေးရမှာက I don't know where she is နော်တခါတည်းပဲရှင်းလိုက်ပါမယ်နော် answer these questions with I don't know where when why အဲ့တော့ဒီ I don't know နဲ့ where တို့ when တို့ why တို့တွဲပြီးတော့သုံးပေးရမယ့်ပုံစံလေးဖြစ်ပါတယ်နံပါတ်1ကကျတော့ have your friends gone home အဲ့တော့ where နဲ့ရေးထားတယ် I don't know where they have gone ဒီလိုပြန်ဖြေမယ်နံပါတ်2ကကျတော့ is Kate in her office where နဲ့ပြောထားတယ် I don't know where she is လို့ရေးပေးမယ်နံပါတ်3ကကျတော့ is the castle very old အဲ့တော့ how old နဲ့မေးထားတယ်အဲ့တော့ I don't know how old it is it မဟုတ်ဘူးเนาะ it is I don't know ပါနေတယ်ဆိုတော့ is it လို့လို့မရပါဘူး I don't know how old it is castle ကိုကြတော့သူက it နဲ့သုံးထားတာပါပြန်ညွှန်းတာပါเนาะ it verb to be ဖြစ်တဲ့ is က now နံပါတ်4 will Paul be here soon 1နဲ့စပြုထားတယ်အဲ့တော့ဒါလေးတွေကလွယ်ပါတယ်เนาะအဲ့တော့နံပါတ်4 5 6ကိုတော့လုပ်ကြည့်ကြပေါ့နံပါတ် 49.2 ကိုသွားမယ် 49.2 ကကျတော့ complete the sentences စာရင်းတွေကိုပြည့်စုံရေးပေးရမှာဖြစ်တယ် how do airplanes fly အဲ့တော့လင်းဘယ်လိုပြန်တာလဲအဲ့တော့ do you know နဲ့မေးမယ် do you know how airplanes fly เนาะ do ကိုဖြုတ်ပေးလိုက်မယ်နံပါတ်2 where does Susan work အဲ့တော့ I don't know လို့ပြောထားတယ်I don't know where Susan works အဲ့တော့ does ကိုဖြုတ်ပေးမယ်နံပါတ်3ကလည်း what did Peter say do you remember သင်မှတ်မိပါသလားနဲ့ပြန်မေးတယ် what Peter said နော်ဒီမှာ did မလို့လိုက်ရမယ့် verb ကဒီ say က verb 2ပြောင်းပြီးတော့ said ဖြစ်သွားတယ် did ကိုဖြုတ်ပေးရမယ်နံပါတ်4 why did he go home early I don't know နဲ့ပြောထားတယ် I don't know why he went home early အဲ့တော့ go က 1 ဖြစ်သွားမယ် did ကိုဖြုတ်ပေးလိုက်ပါနံပါတ်5 what time does the meeting begin do you know နဲ့ပြောထားတယ် do you know what time the meeting begins မှာ s ထည့်ပေးလိုက်ပါ does ကိုဖြုတ်ပေးလိုက်ပါနံပါတ်6 how did the accident happen I don't remember နဲ့ပြောထားတယ် how the accident happened လို့ပြောတယ်အဲ့တော့ did ကိုဖြုတ်ပေးလိုက်ပါ accident က happen က verb to ချိန်မယ်ပေါ့နော် happen ကို verb to ချိန်မယ် did ကိုဖြုတ်ပေးရမယ်နံပါတ် 49.3 ကိုကြည့်မယ် which is right ဘယ်ဟာမှန်တာလဲအဲ့တော့ဒါနံပါတ်1ကတော့ example do you know what time is it လား what time it is လား is it ကလိုက်လို့မရဘူးလေ do you know ပါနေတယ်ဒါကြောင့်မလို့ what time it is ဖြစ်ပါတယ်အဲ့တော့ do you know what time it is right လို့ပြန်ဖြေထားတယ်ဒါကြောင့် do you know what time it is right ဒီဟာကအမှန်ဖြစ်ပါတယ်လို့ပြန်ပြောပေးတာဖြစ်တယ်နော်နံပါတ်2 why ဆိုပြီးတော့ are you ပေးတယ် you are ပေးတယ် going away လို့ပြောတယ်အဲ့တော့ဘယ်ဟာကမှန်တာလဲ are you ဒါကြတော့ do you know နေပါတယ်မပါဘူးလေအဲ့ဒါကြောင့်မို့ why are you going away is right နံပါတ်3 I don't know where ဆိုပြီးတော့ are they လား they are going လားအဲ့တော့ they are ကအမှန်ဖြစ်ပါတယ်နံပါတ်4 can you tell me where is the museum လား the museum is လားအဲ့တော့ the museum is ဖြစ်ပါတယ် can you tell me ပါတယ်ဒါကြောင့်မလို့ the museum is ကအမှန်ဖြစ်ပါတယ်နံပါတ်5 where do you want လား you want လား to go for your holidays အဲ့တော့ do you want ကအမှန်ဖြစ်ပါတယ်နံပါတ်6 do you know what ဆိုပြီးတော့ do elephants eat ဘယ်ဟာအမှန်လဲအဲ့တော့ elephants eat ကအမှန်ဖြစ်ပါတယ်နံပါတ်7 I don't know how far is it လား it is လားဒါကတော့ရှင်းနေတာပဲ it is ကပဲအမှန်ဖြစ်ပါတယ်နံပါတ် 49.4 ကြည့်အောင် write questions with do you know if ဆိုတာကိုသုံးပြီးတော့ question ပြုလုပ်ပေးရမှာဖြစ်တယ်နံပါတ်1ကကျတော့ have they got a car အဲ့တော့ do you know if they have got a car နော်သင်သိလားဆိုတော့ if they have သူတို့မှာကားရှိလားမရှိဘူးလားကိုသိသလားပေါ့နော်
အဲ့တော့ number 2 are they married အဲ့တော့ do you know နဲ့တွဲပြရမှာ do you know if ဒါမှမဟုတ်ရင် do you know whether they are married နော် number 3ကကြတော့ does Sue know Bill အဲ့တော့ do you know if ဒါမှမဟုတ်ရင် do you know whether she knows Bill Sue knows Bill ဒီလိုရေးလို့ရတယ်နော် number 4 will Gary be here tomorrow do you know if ဒါမှမဟုတ်ရင် do you know whether Gary will be here tomorrow လို့ရေးပြရမယ် number 5 did he pass his exam အဲ့တော့ do you know if ဒါမှမဟုတ်ရင် do you know whether he passed his exam pass က verb to ချိန်သွားမယ်နော်နောက်တစ်ခုက 49.5 က right questions beginning do you know question နဲ့အစမှာ do you know ကိုအစပြုပြီးတော့ question ပြုလုပ်ပေးရမှာဖြစ်တယ် number 1ကတော့ what does Laura want ပြန်ရေးပေးတာ do you know what Laura wants does ကိုဖြုတ်ပေးရမှာဖြစ်တယ် number 2 where is Paula အဲ့တော့ do you know where Paula is verb to be နောက်ရွှေ့ပေးရမှာဖြစ်တယ် number 3 is she working today အဲ့တော့ do you know if ဒါမှမဟုတ်ရင် do you know whether she is working today number 4 what time does she start work do you know what time she starts work လို့ရေးပေးရမယ် start မှာ s ထည့်ရမယ် does ကိုဖြုတ်ပေးရမယ် number 5 are the shops open tomorrow အဲ့တော့ do you know if ဒါမှမဟုတ်ရင် do you know whether the shops are open tomorrow verb to be နေရာရွှေ့ပေးရမှာဖြစ်တယ် number 6 where do Sarah and Jack live အဲ့တော့ do you know where Sarah and Jack live do ကိုဖြုတ်ပေးရမှာဖြစ်တယ် number 7 did they go to Jane's party အဲ့တော့ do you know if ဒါမှမဟုတ်ရင် do you know whether they went to Jane's party အဲ့တော့ did ကိုဖြုတ်ပေးရမယ် go က one ကိုပြရမယ်အဲ့တော့ 49.6 ကိုဆက်ကြည့်အောင် use your own ideas to complete these sentences use your own idea ကိုယ်ပိုင်ကြံဉာဏ်ကိုအသုံးပြုပြီးတော့ရေးပေးရမှာဖြစ်တယ်နော် to complete these sentences ဒီစာရင်းတွေကိုပြည့်ပြည့်စုံဖြစ်အောင်လို့ကိုယ်ပိုင်ကြံဉာဏ်လေးနဲ့အသုံးပြုပြီးရေးပြရမယ် number 1ကတော့ example ထားပေးထားတယ် do you know why the bus was late နော် number 2ကကျတော့ do you know what time လို့ပြောထားတယ်ကိုကဘယ်အချိန်ကိုဘာလုပ်တာလဲလို့မေးချင်မေးတဲ့မေးခွန်းဖြစ်တယ်အဲ့တော့ဒီချက်ကတော့နမူနာပြောထားမယ် do you know what time the shop closes လို့မေးပြလိုက်မယ်ကိုကတော့ကိုကြိုက်တဲ့ဟာကိုရေးလိုက်ပါနော် number 3ကကြတော့ excuse me can you tell me where ဆိုပြီးတော့ကျွန်တော်ကျေးဇူးပြုပြပါလားတဲ့ where ဆိုပြီးတော့အဲ့ဆိုဒီချက်ကတော့နမူနာပြောပြမယ်လို့မယ် excuse me can you tell me where the cinema is လို့လေးလိုက်မယ်ပေါ့နော်တကယ်တမ်းကျတော့ရုပ်ရှင်ကိုဘယ်မှာလဲပေါ့နော်ကိုကတော့ကြိုက်တာကိုထည့်လို့ရတယ်အဲ့တော့ number 4 5 6ကိုလည်းဒီလိုပုံစံတိုင်းနဲ့ပဲလုပ်ကြည့်ကြပါလို့အကြံပြုချင်ပါတယ်ဒီနေ့ unit 49ကတော့ဒီလောက်ပါပဲ